ဘုရားကိုကျွန်တော်တော်တော်အံ့ဩတယ်တကူတော်ရှင်ပါရှင်ညာရှင်အဖြစ်နဲ့မဟုတ်ဘူးသူစဉ်းစားပုံကိုကျွန်တော်အံ့ဩတာသိတ္တထမင်းသားရဲ့စဉ်းစားပုံပေါ့အကျိုးကိုတွေးရင်အကြောင်းရှိတယ်အကျိုးကိုတွေးလိုက်လို့အကြောင်းကိုရှာတယ်အဲ့ဒါပညာပဲအကျိုးကိုတွေးရတဲ့အကြောင်းကိုမရှာရလို့ရှိရင်အဲ့ဒါပညာနည်းသေးလို့ပဲဒီရမဟိတုပဘွာအချင်းချင်းတရားဟုသမျှတို့၌အကြောင်းရင်းတို့ဒီရှိကိုကြီးသူစဉ်းစားရလေတစ်ချက်တည်းဘာလို့သိရလဲသိချင်းအကြောင်းရင်းကပါမွေးလာလို့ဒါလေးစဉ်းစားတာဒါဖြင့်မမွေးအောင်လုပ်လိုက်တော့မသေးတော့ဘူးပြက်တာဘာကြောင့်ပြက်တယ်ဖြစ်လို့ပြက်တယ်မဖြစ်ရင်မပြက်ဘူးမဖြစ်အောင်လုပ်ဘုရားရှာတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာတချို့ဘုံလို့ထင်တယ်ဘုံမဟုတ်ဘူးမဖြစ်အောင်လုပ်ရတာမဖြစ်တော့လို့ရှိရင်ဒါနိဗ္ဗာန်ပဲဒါပြီးသွားတာမပြတ်တော့မွေးလို့ရှိရင်မသေးတော့မွေးလည်းမသေးရမှာမမွေးရင်မသေးတော့မမွေးအောင်လုပ်လိုက်ပြန်မမွေးနဲ့ပြီးရောအဲ့ဒါနိဗ္ဗာန်သဘောပဲအတုမရှိသောကျေးဇူးကိုရော